ပိုလီနီရှားကျွမ်းမိုထုနီတွေနဲ့ထိုင်သူများကတဘာဝနပယာမအဖြစ်တေဖီတီကိုကိုးကွယ်ကြပြီးတေဖီတီသည်ကြောက်တုံးတစ်ခုကိုနှလုံးသားအဖြစ်အသုံးပြုကတမုတ်တရားကိုအသက်ပေးခဲ့သူဖြစ်သည်တနည်းတွင်လေပင်လယ်တို့ကိုထိန်းချုပ်နိုင်သည့်ပုံသဏ္ဍာန်ပြောင်းလဲနိုင်သောဒေမီကောမာဝီသည်လူသားများကိုဖန်တီးနိုင်စွမ်းပေးလိုသဖြင့်တေဖီတီ၏နှလုံးသားကိုခိုးယူသွားရမှတေဖီတီပျက်စီးစတင်လာပြီးမိတောင်ဒေမိုင်တေကာကမာဝီကိုတိုက်ခိုက်သဖြင့်မာဝီသည်နှလုံးသားငိမ့်သူ့ရဲ့မာကင်ငါးချစ်ကိုပင်လယ်အောက်သို့ဆုံးရှုံးလိုက်ရသည်နှစ်ပေါင်းများစွာကြာပြီးနောက်ပင်လယ်ကမိုထုနွီခေါင်းဆောင်သူ၏သမီးမိုဝါနာကိုရွေးချယ်ကတေဖီတီ၏နှလုံးသားကိုပြန်ပေးရန်တာဝန်ပေးလိုက်သည်မိုဝါနာ၏မိဘများဖြစ်သောတူ၏နှင့်စီနာချိုကသူမကိုပင်လယ်နှင့်ဝေးကွာစေပြီးကျွန်းခေါင်းဆောင်ဖြစ်ရန်ပြင်ဆင်လိုကြတော့လေနောက်ပိုင်းတွင်ကျွန်းပေါ်တဘာဝပျက်စီးမှုဖြစ်ပေါ်လာကအပင်များတည်ဆုံပြီးငါးဖမ်းမှုလေလောနေလာသဖြင့်မိုဝါနာသည်ပင်လယ်ထဲသို့ထွက်ခွာကအကြောင်းရင်းကိုရှာဖွေရန်ကြိုးစားခဲ့သည်တူ၏ကတားမြစ်တော်လေမိုဝါနာသည်တန်တာကြောက်ကန်ယိုတန်းကိုဖျက်ချော်ရန်ကြိုးစားရမှာလိုက်ရည်ကြောင့်တင်ပေါ်ဖြတ်ကပြန်လည်ရောက်လာပြီးအဲ့ဒီနေ့တွင်အဖွားတာလာကသူမကိုရှုဝတ်တင်ပေါ်ကိုသို့ခေါ်သွားကမိုထုနူ၏နူယုံများသည်အရင်ကပင်လယ်ခရီးသွားသူများဖြစ်ခဲ့ကြောင်းနဲ့မာဝီကတေဖီတီ၏နှလုံးသားကိုခိုးယူပြီးနောက်ပင်လယ်မလုံခြုံတော့ကြောင်းကိုဖော်ပြခဲ့ပြီးတေကာ၏အမောင်ဆွမ်းဟာသည်ကျွန်းကိုဖျက်ဆီးနေပေမဲ့နှလုံးသားကိုပြန်ပေးနိုင်ပါကကုသနိုင်ကြောင်းပြောပြခဲ့သည်ထို့နောက်မိုဝါနာသည်ပင်လယ်ကပေးချသောနှလုံးသားကိုကင်ဆောင်ကမာဝီကိုရှာဖွေရန်ခရီးထွက်သွားသည်တာလာသည်တေဖီတီ၏နှလုံးသားကိုမိုဝါနာထံပေးအပ်ပြီးမကြာမီတည်ဆုံးသွားကမိုဝါနာကိုမာဝီကိုရှာဖွေရန်အကြံပေးခဲ့သည်မိုဝါနာသည်သူ့မှရချက်ဟေးဟေးနဲ့အတူလွှေဖိတ်ခရီးထွက်ရတွင်မုန်တိုင်းကြောင့်တင်ပေါ်ပြက်ကကျွန်းပေါ်သို့ရောက်ရှိပြီးအဲ့ဒီမှာမာဝီကိုတွေ့ရှိခဲ့သည်မာဝီနီသူ့အောင်မြင်မှုများကိုကြွားဝါကနှလုံးသားကိုပြန်ပေးရန်မလိုလားပဲမိုဟာနာကိုထောင်ချောက်ဆင်ခဲ့တော်လေမိုဟာနာသည်လွတ်မြောက်ကသူ့ကိုရင်ဆိုင်ပြီးနောက်ဆုံးတွင်မာဝီသည်မလိုလားတော်လေလွှေပေါ်သို့လိုက်ပါလာခဲ့သည်ခရီးအတွင်သူတို့သည်နှလုံးသားကိုလိုချင်သောကာကာမိုရာကိုနဲ့ပင်လယ်သားပြားများ၏တိုက်ခိုက်မှုကိုခံရတော်လေအနိုင်ရခဲ့ပြီးမိုဟာနာသည်မာဝီဟာနှလုံးသားကိုခိုးယူပြီးနောက်ကဘာကြီးကိုကျင့်စားမထီတော့ပဲပြန်လဲကဲ့တင်လိုက်သူဖြစ်ကြောင်းသိမြင်ကသူ့ကိုကိုယ်တိုင်အမားပြင်ဆင်ရန်လှုံ့ဆော်ခဲ့သည်ထို့သောမာဝီသည်အငြင်းဆုံးသူ့ရဲ့မာကက်ငါချစ်ကိုနှစ်ပီလူမြောက်၏နေမြေလာလိုတိုင်းတွင်ရှိသောပင်လယ်ပစွန်ကြီးတာမာတိုထားထံမှပြန်ယူရမည်ဖြစ်သည်မိုဟာနာကအာယုံလွယ်ပေးနေစဉ်မာဝီကချစ်ကိုပြန်ယူရနိုင်ခဲ့တော်လေပုံစံပြောင်းနိုင်စွမ်းကိုထိန်ချုပ်မရတော့ပဲတာမာတိုထားကိုမနိုင်ခဲ့တော်လေမိုဟာနာ၏လင်းမြန်သောအကြံဉာဏ်ကြောင့်လွတ်မြောက်နိုင်ခဲ့သည်မာဝီသည်သူ့ရဲ့ပထမဆုံးတပ်သူဟာကလေးဘွားတွင်မိဘများကဆွန့်ပစ်ခဲ့ခြင်းကြောင့်နှက်များကကရုဏာပြု၍သူ့ကိုအင်အားများပေးခဲ့ကြောင်းဖော်ပြခဲ့ပြီးမိုဟာနာ၏အားပေးမှုကြောင့်စိတ်သက်ပြန်လည်ရရှိလာကမိုဟာနာကိုလမ်းကြောင်းရှာနေတင်ကြပေးပြီးနှစ်ဦးအကြပုံမူနီးကပ်လာခဲ့သည်နောက်ဆုံးတွင်သူတို့သည်တေဖီတီ၏ကျွန်းသို့ရောက်ရှိရာတွင်တေကာ၏တိုက်ခိုက်မှုကိုခံရပြီးမာဝီ၏မာကက်ချစ်ပြင်းထန်စွာပျက်စီးသွားသဖြင့်မာဝီသည်ထပ်မံမတိုက်လို့တော့ပဲထွက်ခွာသွားခဲ့ကမိုဟာနာသည်ပင်လယ်ထမ်းမှအခြားတအုပ်ကိုရွေခိုင်းရန်ဝမ်းနည်းစွာတောင်းဆိုခဲ့တော်လဲမျောလင်းချွတ်ဆုံရှုံနေစဉ်တာလာ၏ဝိညာဉ်ပေါ်လာကသူမရဲ့အမှန်တရားနဲ့ခေါ်ယူမှုကိုတတိပေးခဲ့တဲ့မိုဟာနာသည်နှလုံးသားကိုပြန်ယူကတေကာကိုရင်ဆိုင်ရန်ထပ်မံခရီးဆက်ခဲ့သည်မာဝီသည်စိတ်ပြောင်းလဲလာပြီးပြန်လာကမိုဟာနာကိုအချိန်ရရန်တေကာကိုတိုက်ခိုက်ထိန်းထားခဲ့တော်လဲထိုအခါတွင်သူ့ရဲ့ချိတ်လည်းလုံးဝပျက်စီးသွားခဲ့သည်မိုဝါနာသည်တေခါဟာနှလုံးသားမရှိလို့ပျက်စီးသွားသောတေဖီတီဖြစ်ကြောင်းသဘောပေါက်သွားပြီးပင်လယ်ကလမ်းဖင်ပေးသဖြင့်တေဖီတီထံသို့နှလုံးသားကိုပြန်ပေးလိုက်ရမှပင်လယ်နှင့်ကျိုးများပေါ်ရှိပျက်စီးမှုအလုံးပြန်လည်ကုသခံရသည်ထို့နောက်မောင်ဝီသည်တေဖီတီထံအပြစ်တောင်းမှန်ကသူ့ရဲ့မာချစ်ချိန်နှင့်မိုဝါနာ၏လီကိုပြုပြင်ပေးပြီးတေဖီတီသည်အနားယူအိပ်ဆက်ကကျွန်းအဖြစ်ပြန်လည်ပြောင်းလဲပါသည်မိုဝါနာသည်မောင်ဝီနှင့်တေဖီတီကိုနှုတ်ဆက်ကအိမ်ထို့ပြန်လာပြီးမိဘများနှင့်ပြန်လည်ဆုံစည်းကရခင်ခေါင်းဆောင်များထားခဲ့သောကြောက်တိုင်ပေါ်တွင်ခွန့်တစ်ခုတင်ပြီးနောက်ကျွန်းဤခေါင်းဆောင်နှင့်လမ်းကြောင်းရှာခေါင်းဆောင်အဖြစ်တာဝန်ယူကလူမျိုးတော်ကိုပင်လယ်ခရီးများပြန်လည်စတင်စေခဲ့ပြီးမောင်ဝီနှင့်အတူအနာဂတ်တည်သို့ခရီးဆက်သွားခဲ့သည်